ဘာပဲဖြစ်ဖြစ်အရာအားလုံးကစိတ်ရင်းမှန်တယ်ဆိုရင်နှစ်စားပဲကျွန်တော်တို့အားလုံးကအောင်မြင်ခြင်းကိုစိတ်ရင်းနဲ့ပြန်ရတယ်လောက်တာတူပေမဲ့စိတ်ကြံမတူရင်ရလက်ကမတူပြန်ဘူးလူတယောက်စိတ်ရင်းစေတနာမှန်သွားပြီဆိုရင်နှစ်ဖရားတော်ကူညီပေးရတယ်လို့ကြားဘူးလေစေတနာမှန်ရင်အပြစ်တောင်အကျိုးဖြစ်လာတယ်လို့စေတနာလွဲရင်အကျိုးတောင်အပြစ်ဖြစ်လာတယ်အပြစ်ရှာသူကမပြုပြင်နိုင်ဘူးပြုပြင်နိုင်သူပဲပြောင်းလဲနိုင်တယ်စေတနာမှန်တဲ့သူတယောက်ကအမြဲတမ်းအေးချမ်းတယ်စေတနာမှန်လို့ပြန်ရရင်လည်းအရာအလုံးကနှစ်စားပဲ